Jama Mindu Jita Kewai. The net you Jita Kewai. Lurio Jita Kewai. TV Oro, General Internet work have made it. Side of Okibari. General 2AB တကယ်ထက်မြက်တဲ့သူတွေကပြဿနာကိုဘယ်လိုရင်းဆိုင်ဖြေရှင်းကြတယ်လေအခက်အခဲတွေကိုဘယ်လိုကျော်လွှားကြတယ်လေဆိုတဲ့ဟာကိုဒီစာပုဒ်မှာတွေ့ရမှာဖြစ်ပါတယ်ခေါင်းဆိုင်ကတော့ရှီရီကာပေါ်အပါရှိရဲ့သမင်းပြိုဖြစ်ပါတယ်မြေတွေစီးပြီးရှောက်ကမ်ဘာတွေထေကိုစိတ်သားတွေဝင်လာတဲ့အရှင်ကသူမရဲ့အသက်ကစင်ကနှိပ်ပဲရှိပါသေးတယ်မွန်းလေးနေရောက်အောက်မှာသူတို့ရဲ့ကျောဘောကရိုက်ပေတဲ့နဲ့တည်းဟာလောင်ခနေလက်ခနေဖြစ်တော့ပါတယ်သူတို့ရဲ့အိုက်ကက်ထစ်မှာအမိန့်ညွှန်ကြားချက်တွေပါလာပါတယ်ရာဇဝတ်နှိပ်ပေါ်များစွာနေထိုင်ခဲ့တဲ့သူမရဲ့လူမျိုးစုတွေဟာဒီမြေပေါ်မှာဆက်လက်နေထိုင်ခွင့်မရှိတော့ဘူးဆိုတဲ့ညွှန်ကြားချက်တွေပါစေစာနေဝင်ရှင်ရောက်တဲ့အခါရှီရီကာဟောအပါရှိလူမျိုးတွေကဒီနေရာကနေထွက်ခေါ်တော့ရမှာဖြစ်ပါတယ်ကျွေးတော့ dry sand တွေလိုပဲအောက်စုလိုက်နေရဆော့ကိုရွှေ့ပြောင်းခံရမှာပါစစ်သားတွေဟာနာယလီဒိုရှိဆိုတဲ့အပါရှိမျိုးနေစုထဲကမင်းကလေးတူကိုတော့မျော်လင့်မထားခဲ့ကြပါဘူးသူရဲ့ခန္ဓာကိုယ်ကသိငယ်ပါတယ်စကားလေးအမတန်နေပါတယ်စကားပြောတဲ့အခါလေးတတိထားပြောဆိုတတ်ပါတယ်များသောအားဖြင့်ပြောတာထက်နားထောင်တာကပုံများတဲ့မင်းကလေးတစ်ယောက်ပါကျောက်စုံတွေပေါ်ကသမင်တကောင်ရဲ့ရှေ့အားတွေကိုတော့ခံမနိုင်သူတူဖြစ်ပါတယ်ဒီနေမီရဲ့ချိုးဝဲဆိုင်ရည်တွင်တိုင်းတောင်ကြားအတွင်းကရှုံမြုံလန်းတိုင်းတိတ်နေတဲ့သူတယောက်ပါအများရဲ့အမြင်မှာသူမကညီသက်အေးရှမ်းသူတူလေးဖြစ်ပါတယ်သူမရဲ့အမျိုးအနေတွေကသူမကိုလေးပြေကလေးလေးထော့ဝင်းလို့ရှစ်စနိုးခေါ်ကြပါတယ်သူမရဲ့လှောက်ရှားသွားလာပုံကနှုံညံ့လွန်းလို့ဟာစစ်သားတွေရောက်လာတဲ့နေ့မှာတော့ဘသူမှမမြင်ဘူးသေးတဲ့စိတ်ခံစားမှုနဲ့သူမကရှိကိုထိုးထွက်လာခဲ့ပါတယ်။အဲ့ဒီနေ့မှာတော့သူမဟာမုန်တိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။နာယီလီဟာတက်တန်းရောက်ကပန်းမြေတစ်ခုနဲ့ဖွင့်စေထားတဲ့အာရီဇိုနာပြည်နယ်ရဲ့အနည်းရောက်တောင်ကျောရှင်းဝန်းတွေမှာကြီးပြင်းလာခဲ့တဲ့သူပါ။သူမရဲ့အမေကမျိုးနွယ်စုတွေရဲ့ရိုးရာသရှင်တွေကိုသင်ပေးခဲ့ပါတယ်။သူမရဲ့အဖိုးကခေါက်ခင်ကကြေတွေကိုကျင်းပြီးညဘက်ခရီးသောနေ့တွေကိုသင်ပေးခဲ့ပါတယ်။သူမရဲ့အဖေကအပါရှိမျိုးနွယ်စုရဲ့ကလေးငယ်တိုင်းသိထားတဲ့အမှန်တရားကိုသင်ပေးခဲ့ပါတယ်။ဒီမြေကငါတို့နေထိုင်တဲ့နေရာတက်တက်မဟုတ်ဘူး။ဒီမြေဟာငါတို့လူမျိုးစုတွေရဲ့ကိုယ်ပိုင်လက္ခဏာသမိုင်းနဲ့ဖြစ်တယ်ဆိုတာပါပဲ။ဒါပေမဲ့သူတို့နေထိုင်ရာရှောက်ကပန်းတွေရဲ့အပြင်ဖက်ကကဘာကြီးကတော့ပြုံးလေးနေပါတယ်။ဂုံတွေနဲ့ကင်းထောက်တွေကနေတဆင့်သူတို့နေမြေအကြောင်းကိုတီးတိုးတန်တွေသေဆောင်တော့ခဲ့ကြပါတယ်စိတ်တက်ကသူတို့တည်ရှိမှုနဲ့သူတို့ရဲ့အာဏာကိုပြသလာခဲ့ပါတယ်အပါရှိတို့ရဲ့နေမြေအနိမှာစိတ်ရေးဆိုင်ရာခေစိတ်စခန်းတွေတည်ဆောက်လာခဲ့ပါတယ်အစိုးရနဲ့တရားသားမျိုးနွယ်စုတွေအကြားစာချုပ်တွေကိုလည်းရှောက်ဆိုလာကြပါတယ်စာချုပ်အများစုကမျိုးနွယ်စုတွေရဲ့နေရာတွေကိုစွန့်လှပ်ပေးဖို့ဖြစ်ပါတယ်အေအားသုံးပြီးနေမြေချင်းချုပ်ဖို့နဲ့အစိုးရရဲ့အမိန့်တွေကိုအခေါက်ထည်ဖော်ဖို့စိတ်သားတွေကိုစေလွှတ်ကြပါတယ်ဒေသခံမျိုးနွယ်စုတွေကိုသူတို့ရဲ့ဇာတိမြေကနေအတင်းကျပ်မုတ်ထုတ်ပြီးတိရှာတတ်မှတ်ထားတဲ့နေမြေတွေကိုပို့ဆောင်ကြိုးပမ်းလာကြပါတယ်သူမရဲ့လူမျိုးတွေကဟုံးချုံနေဖို့ကြိုးစားခဲ့ကြပါတယ်တဘာဝတရားကြီးကသူတို့ကိုဖုံးကွယ်ပေးခဲ့ပါသေးတယ်ဒါပေမဲ့နောက်ဆုံးတော့တဖြည်းဖြည်းနီးကပ်လာပြီးထိတ်တိုက်တွေ့တဲ့အချိန်တွေရောက်လာပါတယ်သူတို့ရဲ့ကောင်းကျိုးအတွက်နေရာပြောင်းရွှေ့ရမယ်လို့အပါရှိမျိုးနွယ်စုတွေကိုစစ်သားတွေကအခိုင်အမာပြောကြားခဲ့ပါတယ်။ဘိုးဘေးဘီဘင်တခြားတစ်သက်လုံးနေထိုင်ခဲ့တဲ့အပါရှိတို့ရဲ့ဒီမြေကတခြားတစ်ယောက်ပိုင်တယ်လို့ပြောလာခဲ့ကြပါတယ်။အစိုးရကအမိန့်ရှမှတ်ပြီးပြီလို့စစ်သားတွေကပြောခဲ့ကြပါတယ်။နာယလီဟာသဘောတူပြီးမှရှိုးဖောက်ခံခဲ့ရတဲ့ပဋိကွက်တွေကိုအများကြီးသူမြင်ခဲ့ပြီးပါပြီ။ဒီပြောဆိုချက်တွေဟာစက်ကူတရပေါ်မှာလက်မှတ်အဲ့ဒီနဲ့ထောက်ပို့ထားတဲ့မုဒ္ဒစကားတွေသာဖြစ်ကြောင်းသိရှိလာရပါပြီ။သူမရဲ့ခေါင်းဆောင်ကတာဝန်ခံအရာရှိနဲ့တွေ့ဆုံတဲ့အခါသူမဟာနောက်ဖက်မှာရက်နေပြီးနားထောင်နေခဲ့ပါရဲ့။အရာရှိဆိုသူကမိသည့်အကြံဖက်မှုမှဖြစ်မှာမဟုတ်ဘူးလို့အာမခံခဲ့ပြီးသူတို့ရဲ့အမိန့်ကိုတော့နာခံဖို့တောက်ဆိုခဲ့ပါတယ်။နာယလီဟာအရာရှိရဲ့မေယိုတင်ထားပုံနဲ့စကားပြောဆိုပုံကိုကြည့်ပြီးအမှန်တရားကိုမြင်လိုက်ရပါတယ်။
ထိုအရာရှိကဒီနေရာကိုသူတို့နဲ့စကားပြောဖို့လာတာမဟုတ်ပါဘူးဒီနေရာကိုယူဖို့လာတာပါအဲ့ဒီညမှာသူမအိတ်မပြောခဲ့ပါဘူးသူမဟာစခန်းပေါ်ကကုန်းမေအမိကိုတက်တော့ခဲ့ပါတယ်လေအေးတွေကသူမရဲ့မျက်နှာကိုစူးစူးရှာရှာတိုက်ခတ်နေတာကိုခံစားရင်းနဲ့သူမလူမျိုးတွေရဲ့ကံကင်မာကိုပြောင်းလဲစေမဲ့ဆုံးဖြတ်ချက်တစ်ခုကိုရှာလိုက်ပါတယ်စစ်သားတွေကသူတို့ထိချောက်ရာနေရာတွေစီကိုတော့သူမရဲ့လူမျိုးစုတွေကိုရွှေ့ပြောင်းခေါ်ဆောင်တော့ဖို့ခွင့်မပြုနိုင်ပါဘူးမိုးမလင်းခင်မှာသူမကစစ်သားတွေရဲ့စခန်းကိုရှိုးဝဲဝင်ရောက်ခဲ့ပါတယ်အမော်ရိုက်တွေကြားကနေတူးတူးတိုက်တိုက်လှောက်ရှားသွားလာခဲ့ပါတယ်မြင်းတွေကိုရေတွက်ခဲ့ပါတယ်တနက်တွေကိုရေတွက်ခဲ့ပါတယ်လူတွေကိုရေတွက်ခဲ့ပါတယ်သူတို့ရဲ့မျက်နှာရှင်းဆိုင်တိုက်ခိုက်ဖို့အတွက်အင်အားကပေါ်လွှမ်းလှပါတယ်ဒါပေမဲ့ဒီစိတ်သားတွေကဒီနေမျိုးကိုအပေါ်ယံလောက်ပဲသိတာလားရှိုးဝဲလမ်းကြောင်းတွေပုံအုပ်စရာနေရာတွေသူတို့မသိပါဘူးနာယီလီပြုံးလိုက်ပါတယ်ရပ်ပေါင်းများစွာအတွင်းပထမဆုံးအချိန်သူပြုံးတာပါသူမကစစ်သားတွေကိုအနိုင်ယူဖို့မလိုပါဘူးညံသာဖို့ပဲလိုတာပါမုံမလင်းခင်မှာပဲသူမရဲ့လူမျိုးတွေကိုမြင်းမာတဲ့ရှောက်ပြန်ဘောဆွေစီကိုခေါ်တော့ခဲ့ပါတယ်သူမတယောက်ထိတာကျွမ်းကျင်တဲ့လမ်းကြောင်းတွေကိုဖြတ်ပြီးလမ်းပြခဲ့ပါတယ်ကြောက်တူးကြီးတွေနဲ့ဝင်လာတဲ့လမ်းကြောင်းတွေကိုပိုက်ဆုပ်ခဲ့ပါတယ်ရှုံနေပင်တွေနဲ့ရှေ့ရတွေကိုဖုံးအုပ်ခဲ့ပါတယ်စစ်သားတွေလိုက်လာတဲ့အခါသူမကသူတို့ထက်အမြင့်ရှိရောက်နေခဲ့ပါတယ်တခါတရံမှာသူမကစစ်သားတွေရဲ့မြင်းတွေလေးကျနိုင်တဲ့သိဆန်တဲ့လမ်းတွေစီကိုဆွေးဆောင်ခဲ့ပါတယ်နောက်တစ်ချိန်မှာတော့သူတို့ကိုလက်ပိတ်နေတဲ့ရှုံညုံတစ်ခုစီကိုဥဆောင်ခေါ်တော့ခဲ့ပါတယ်သူမကိုမိမ့်ပြီးလို့သူတို့ထင်တဲ့အခါတိုင်းသူမကတိုက်တဆိုင်ပျောက်ကွယ်တော့ခဲ့ပါတယ်လိုက်လံဖက်စီမုံကို၃ရက်တိုက်တိုင်းရှောက်ပုံးခဲ့ပါတယ်၃ညစလုံးသူမရဲ့လူမျိုးတွေကိုတနေရာပြီးတနေရာရွှေ့ပြောက်ခဲ့ပါတယ်ပန်းဝန်းကျင်မှာအလွယ်တကူရနိုင်တဲ့စားစရာတွေနဲ့ကျွေးမွေးခဲ့ပါတယ်ငင်းငင်းချမ်းချမ်းဖြစ်အောင်ထားခဲ့ပါတယ်အားလုံးကိုကာကွယ်ခဲ့တယ်ဒါဟာစစ်ပွဲမဟုတ်ပါဘူးဒါဟာအကြမ်းဖက်မှုလေးမဟုတ်ပါဘူးဒါဟာထက်မြက်တဲ့ပညာနဲ့အသက်ရှင်ကြံရိပ်စေတဲ့အတတ်ပညာသာဖြစ်ပါတယ်လေးရမြောက်မနေ့ခင်းမှာတော့စစ်သားတွေလက်လျှော့ခဲ့ကြပါတယ်အကျဉ်းသားတယောက်မှမဖမ်းမိပဲသေးလွန်စားတစ်ခုမှမရရှိပဲအောက်ဝေးတစ်ခုမှမပါပဲသူတို့ရဲ့အခြေစိုက်စခန်းကိုပြန်တော့ကြရပါတယ်နိုင်ရီလီဟာရှောက်ကမ်းပါထက်မှရက်နေပြီးသူတို့အဝေးကိုပျောက်ကွယ်တော့တဲ့အထိကြည့်နေခဲ့ပါတယ်သူမရဲ့ခြေထောက်တွေကတုံရည်နေခဲ့ပါတယ်သူမရဲ့ရင်ဖက်တွေလည်းပူလုံနေခဲ့ပါတယ်ဒါပေမဲ့သူမလေးပြူမတော့ခဲ့ပါဘူးမျိုးနေစုတစ်ခုလုံးကသူမရဲ့နောက်မှာတက်တက်ဆိုင်စိုးရုံပြီးနေခဲ့ကြပါတယ်သူမကစစ်တီတူဖြစ်လို့မဟုတ်ပါဘူးသူမကရှားပါတဲ့ဥဆောင်နိုင်သူဖြစ်လို့ပါသွေးမြေကြဖို့ညှင်းဆန်တဲ့သူဖြစ်လို့ပါတဘာဝပတ်ဝန်းကျင်ကိုကျွမ်းကျင်တဲ့ပညာရှင်ဖြစ်လို့ပါအင်အားကြီးသူတွေကိုညံနဲ့အနိုင်ယူနိုင်ခဲ့တဲ့မိခလေးတူဖြစ်လို့ပါနှစ်တွေကြာပြီးတဲ့အထိအတင်းအကျပ်နေရာပျောက်ရွှေ့မှုတွေကမုန်တိုင်းတစ်ခုလိုမျိုးနေတို့စုတွေစီကိုတိုက်ခတ်လာတဲ့အခါတိုင်းနာယီလီရဲ့ဒီအဖြစ်ဘက်ကရှေ့ဟောက်ပုံပန်တွေလိုပြန်ပေါ်လာခဲ့ပါတယ်စိတ်သက်အစီရင်ခံတွေမှာသူမရဲ့နှာမေကိုဘတော်မှမရေးခဲ့ကြပါဘူးအစိုးရဖိုင်တွေမှာဘတော်မှမှတ်တမ်းမတင်ခဲ့ကြပါဘူးဒါပေမဲ့သူမရဲ့လူမျိုးတွေကတော့ဒီအဖြစ်ပြက်တွေကိုလက်ဆင့်ကမ်းပြီးအမှတ်ရနေခဲ့ကြတာပါနိုင်ရီလီဒိုရှိဆိုတဲ့လေပြေကလေးကနေမုံတိုင်းဖြစ်လာတဲ့မိန်းကလေးတယောက်အကြောင်းပါစစ်သားတွေထွက်ခေါ်သွားပြီးတဲ့နောက်နှစ်ပေါင်းများစွာအထိသူမရဲ့ဇာတိမြေကိုရှင်းသန်အောင်ထိန်းထားနိုင်ခဲ့သူအဖြစ်တမိုင်းတလျှောက်နှံ့မေကြံရိပ်ခဲ့သူပါတခါတရံမှာအင်အားအကြီးဆုံးစစ်တီတော်ဆိုတာကသူရှိရတဲ့သူတွေအတွက်မြားတွေနဲ့မဟုတ်ဘူးရိုက်ဖေတွေနဲ့မဟုတ်ဘူးတက်တိနဲ့တိုက်ပွဲဝင်တဲ့သူဖြစ်ပါတယ်စုံတစ်ခုတွေးစရာတွေကြံရှိလိမ့်မယ်လို့ပြောလင်းပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုတွေ့ကြအောင်ဆိုတက်ခိပါ